Happy birthday to you လာဒီမှာဝိုင်းလိုက်ပါလားဒီမှာဝိုင်းလိုက်ပါလားဗီဒီယိုလေးရိုက်ချင်လို့ Farinha. birthday present နဲ့ဖွားဖွားပေးတာအကြီးပဲအဲ့ဒါ fire truck ကြီးโอ้ဒိုင်နိုဆောတွေရော Farinha အော်အင်ကြီးတွေရောဒါကတော့ event နေတော့ဦးသူလားဖြစ်ပါတယ် Oh, okay. Tata, McQueen ka. Okay, say thank you.
ဟုတ်လေဘောခဏတော့ဘေးမယ်ဒီလိုဘောရင်ခဏလာ အော်သူ့ပတ်သက်တဲ့ကိုစဉ်းစား โอเปนလုပ်ပေးမယ်ဒီမျိုးတိုင်းကျွေးဦးမယ်ဒီမျိုးတွေဘာလို့ဘာလို့ တကယ်ချင်းဟာမတန်နေလေဟာလား ရပါနေနေပါသုံးမယ် Happy birthday အတွက်လေ Happy third birthday ပါပထမဆုံးနေနဲ့မမေကဒီဗီဒီယိုလေးကိုရိုက်တာကတားကိုမမေပြောချင်တာလေးတွေရှိတယ်ဒီဗီဒီယိုလေးကိုတားရဲ့အသက်15နှစ်အရွယ်မှာပဲဖြစ်ဖြစ်အသက်20မှာ18နှစ်20မှာပဲဖြစ်ဖြစ်ပြန်ပြီးတော့နားထောင်ဖြစ်တဲ့အချိန်ပေါ့နော်ဒီပြန်နားထောင်ဖြစ်တဲ့အချိန်ကသားရဲ့အသက်22နှစ်ရွယ်လည်းဖြစ်မယ်30ရွယ်လည်းဖြစ်မယ်သားနားလည်လောက်တဲ့အချိန်မှာပြန်ပြီးတော့နားထောင်ဖြစ်မယ်ဆိုရင်တော့ပို့ပြီးတော့အဓိပ္ပာယ်ရှိမယ်လို့မမေကမျှော်လင့်နေနော်အခုမေဒီဗီဒီယိုရိုက်တဲ့ရက်ကမမေအသက်က32နှစ်သားက3နှစ်ပြည့်ရဲ့အရွယ်ပေါ့နော်အဲ့လိုဆိုတော့မမေရဲ့32နှစ်အရွယ်အတွေ့အကြုံနဲ့မမေရဲ့ညံမီတလောက်ကလေးသားကိုမမေကပြောချင်တာလေးတွေရှိရဲအဲ့ဒါလေးတွေကဘာလေးလဲဆိုအရင်ဦးဆုံးမမေကသားကိုကျေးဇူးတင်ပါတယ်တသားကမမေဘွားတွေကိုရောက်လာခဲ့ပြီလို့မမေကမမေဖြစ်ခွင့်ရခဲ့တယ်အဲ့အပြင်မေရဲ့အနားမှာပေါ့နော်လူဘွားရဲ့အရေးကြီးဆုံးရက်တစ်ထောင်လို့လူတွေကပြောကြတာကိုပထမဆုံးရက်တစ်ထောင်အဲ့ပထမဆုံးရက်တစ်ထောင်မှာဒါလည်း3နှစ်ဆိုတော့ရက်တစ်ထောင်ကျော်ပြီပေါ့နော်အဲ့ရက်တစ်ထောင်မှာမမေကသားရဲ့ဘေးနားမှာနေခွင့်ရတယ်နောက်တသားရတယ်မမေဘေးနားမှာပျော်ပျော်ရွှင်ရွှင်နဲ့ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာခဲ့ပြီးတယ်ဖေဖေနဲ့မမေကိုလည်းရမ်းကိုချစ်ပေးတယ်အချစ်ဆိုတာကိုလည်းဖေဖေနဲ့မမေကိုသင်ကြားပေးခဲ့လို့အဒရက်လေးကိုမမေနဲ့ဖေဖေကအရန်ကိုကျေးဇူးတင်တယ်နော်
တစ်ခုကကြတော့တားကိုအရေးကြီးဆုံးပေါ့နော်ဘဝမှာအရေးကြီးဆုံးကမိမိအတွက်တော့ဘဝမှာအရေးကြီးဆုံးကဘာလဲဆိုရင်နံပါတ်1အနေနဲ့ပျော်ရွှင်ဖို့တားကိုဘဝအမြဲတမ်းတော့ပျော်ရွှင်နေနိုင်ဘူးပေါ့တားရဲ့အမေတို့ကဒီတန်တရားကြီးမှာကစိတ်ညစ်စရာလည်းရှိမယ်အတက်အကျကြီးရှိရဲအဲ့ဒါကြီးရှိမှလည်းရှင်သန်နိုင်တာကိုအဲ့ဒါကြီးမရှိဘဲနဲ့လည်းအမြဲတမ်းအပျော်ကြီးပဲလည်းပျော်ပြီးတော့လည်းနေလို့မရအောင်เนาะအဲ့လောကဒဏ်ဆိုတာလည်းကြုံတွေ့ပြီးတော့မှပို့ပြီးတော့ရင်းချက်လဲပို့ပြီးတော့တန်မာလာတဲ့လူတွေဖြစ်လာတာ哦အဲ့လိုဆိုတော့ဒါပေမဲ့ဘယ်လိုပဲလောကဒဏ်ရိုက်ချက်ကြမ်းငါသားလေးကိုမမေကအဲ့အနေအမြင့်နေကြတယ်မှာဘဝရဲ့အချိန်များစွာကိုပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းစေခြင်းနဲ့အချိန်များစွာမှာပျော်စေခြင်းနဲ့နေ့ရက်များစွာမှာပျော်စေခြင်းနဲ့ပေါ့နော်အဲ့ဒါအရေးကြီးဆုံးနောက်တစ်ခုအရေးကြီးဆုံးအချက်ကပါလဲဆိုတော့တားအောင်မေကကိုချင်းစာစိတ်အမေတော့ကတော့အဲ့ဒါအရေးကြီးဆုံးပဲကိုချင်းစာစိတ်ဒါရှိလို့ရှိရင်ကိုသာသူ့နေရာမှာဆိုလို့ရှိရင်ဆိုတဲ့စိတ်နဲ့ဘယ်ရအောင်မှသူများပေါ်လွန်ကျွတ်မလုပ်ဖြစ်တော့ဘူးဘယ်ရအောင်မှသူများပေါ်မတရားခေါင်းပုံဖြတ်တာမျိုးတွေမတရားအနိုင်ကျင့်တာတွေเนาะစော်ကားတာတွေအနိုင်ကျင့်တာတွေရန်ဖြစ်တာမဖြစ်တော့ဘူးကိုချင်းစာတရားပေါ့เนาะကိုချင်းစာစိတ်အမေတော်တော်အရေးကြီးဆုံးပဲအဲဒီကိုချင်းစာစိတ်လေးကိုတားရဲ့ဒီရင်ထဲနှလုံးသားထဲမှာမမေကပို့ပြီးတော့မွေးစေခြင်းနဲ့ကြီးထွားလာစေခြင်းနဲ့ပေါ့နော်အဲဒီစိတ်ကလေးကိုနောက်တစ်ခုကဘာလဲဆိုတော့မမေရဲ့ဒေါသကြီးရဲ့စိတ်ပေါ့နော်မမေဖေကလည်းဒီမမေတို့မိသားစုအတွက်ပေါ့အများကြီးရုန်းကန်ခဲ့ရတယ်အဲ့အတွက်ကြောင့်မလို့သူ့မှာလည်းဒေါသစိတ်တွေကတအားများတယ်ပေါ့နော်ရုန်းကန်ခဲ့ရတဲ့အတွက်ကြောင့်အဲ့ဒီဒေါသစိတ်တွေကမမေစီမှာမတိမတာကိုးဆက်လာခဲ့တယ်ပေါ့နော်အဲ့ဒါဆိုတော့အခုမမေရဲ့မျိုးဆက်ဖြစ်တဲ့သားလေးကိုမမေလက်စမကမ်းခြင်းဘူးမမေလည်းစူးစမ်းနေတယ်ဒါပေမဲ့စိတ်မထိန်နိုင်တဲ့အခါတွေမှာဒေါသထွက်တဲ့အခါတွေဆိုတာရှိရပေါ့နော်အဲ့ဒီဒေါသထွက်တဲ့အချိန်တွေကိုချိန်တွေမှာလုံးမိတာတွေတုံ့ပြန်မိတာတွေပေါ့နော်အဲ့ဒါတွေကိုတသားကအတုမီလိုပါနဲ့အဲ့ဒီစိတ်တွေကိုတားစီမှာကိုးဆက်နေပြီဆိုရင်ဒေါသစိတ်ဆိုတော့လည်းကိုးဆက်တတ်တယ်နော်အဲ့ဒီဒေါသစိတ်တွေတားစီမှာကိုးဆက်နေပြီဆိုရင်ရှော့ပါတက်နိုင်သလောက်နော်တားဒီဗီဒီယိုကိုပြန်ကြည့်တဲ့အချိန်မှာတားမှာတယောက်တည်းလည်းဖြစ်ချင်ဖြစ်နိုင်တယ်နော်အိမ်တော်နဲ့မိသားစုနဲ့လည်းဖြစ်ချင်ဖြစ်နိုင်တယ်အဲ့ဒါဆိုတော့တားမှာဒေါသစိတ်တွေဒါရှိနေခဲ့ပြီဆိုလို့ရှိရင်ရှော့စေခြင်းနဲ့တက်နိုင်သလောက်နော်မရှိသလောက်အထိကိုရှော့စေခြင်းနဲ့နော်ဖြစ်တော့မဖြစ်နိုင်ဘူးပေါ့ဒါမှလည်းဒါရဲ့ဒါတက်နိုင်သလောက်လေးရှော့စေခြင်းနဲ့မေတို့ကဗုဒ္ဓဘာသာဆိုတော့ဒီပေါ့နော်တရားတွေလည်းမမေကနားထောင်စေခြင်းနဲ့နော်ဒေါသကိုထိန်းတာတွေနောက်သူများပေါ်မတရားလောက်တာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေမဖြစ်စေချင်ဘူးအဲ့ဒါလေးတွေကိုအဲ့3ခုပဲမမေကမှားခြင်းတယ်နော်ပြီးတော့နောက်တစ်ခုကထပ်ပြီးတော့မမေကကျေးဇူးတင်ချင်တာပါလဲဆိုတော့မမေနဲ့တာနေရဒီတန်တရားမှာဧည့်သည်အနေနဲ့ပေါ့နော်တယောက်နဲ့တယောက်စုံတွေ့ကြတဲ့အချိန်မှာဒီလိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့စုံတွေ့ခွင့်ရလို့မမေကအရန်ကိုဝမ်းသာတယ်သားနဲ့မမေနဲ့ဒီဘဝမှာတွေ့ကြတဲ့အချိန်မှာခရီးမမေတို့ကတန်တရားရဲ့ခရီးသွားတွေပဲခရီးသွားချင်းအမေအနေနဲ့မမေကလည်းမမေအနေနဲ့တားကလည်းတားအနေနဲ့မမေတို့နှစ်ယောက်ဒီလိုမျိုးချစ်ချစ်ခင်ခင်ဆုံတွေ့ခွင့်ရတာမမေကအရန်ကိုဝမ်းသာတယ်ကြည်နူးတယ်တားကိုကျေးဇူးလက်တင်တယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုကတော့မမေရဲ့မွေးနေ့မှာမှငါသားလေးကရောက်လာပေးတယ်မမေဘွားတယ်ကိုနော်မမေအတွက်မမေရဲ့မွေးနေ့တိုင်းအတွက်တော့ငါသားလေးအထက်လေးနော်မောင်ထိန်လေးကမမေအတွက်တော့အကောင်းဆုံးမွေးနေ့လက်ဆောင်လေးပဲနော်သားကိုမမေကရမ်းချစ်တယ် Happy birthday ပါ